ရှာမောရင်ဒီခရောင်းလမ်းမှာပြောရမှာမနေရတော်ရမှာနေခဲ့ရခြင်းမှာကြုံဆုံခဲ့တာမှန်သမျှရင်ဆိုင်ကအန်တုမှန်တင်ကအတိုင်းမျိုးဝေးရငတ်ငယ်တို့ဗမာတိုင်းတစ်ပါးရည်မြေကြမှာဖေးမသူရဲ့ဝေးချိန်မှာတန်ရောစီများစွာရဲ့သာချီနှောင်ထားတဲ့မိန်ကလေးတို့လွမ်းခဲ့ရခါကကန်ဆက်စရာတလိုက်တာရဲ့အမှန်ညွှန်းပြူရရုံတစ်ခုမှာဘဝရဲ့ဝမ်းစာဖွေရှာမောရင်ဒီခရောင်းလမ်းမှာပြောရမှာမနေရတော်ရမှာနေခဲ့ရခြင်းမှာကြုံဆုံခဲ့တာမှန်သမျှရင်ဆိုင်ကအန်တုမှန်တင်ကအတိုင်းမျိုးဝေးရငတ်ငယ်တို့ဗမာတိုင်းတစ်ပါးရည်မြေကြမှာဖေးမသူရဲ့ဝေးချိန်မှာတန်ရောစီများစွာရဲ့သာချီနှောင်ထားတဲ့မိန်ကလေးတို့လွမ်းခဲ့ရခါကဘဝရဲ့ဤမှန်ကတွေပြည့်စေဖို့ရဲ့ကြိုးစားကြိုက်မှာဒုက္ခဆိုတာချိုးနေလားလို့လောင်ပြောင်ဟာတိုက်ကျွန်တော်မေးလိုက်ချင်တာရှစ်ပါးလောကရန်တရားကိုအပြစ်မပွားတော့မှမထားလို့တုံလုံးမူကင်းမှန်ကြီးရဲ့တလက်ထင်းရဲ့တလက်သာဒီမှန်ချက်တွေပြအောင်ဖြေလို့မွေးရမြေကိုလွမ်းများစွာနဲ့သာတန်ရောစင်တွေချီနှောင်ထားတဲ့အမိန်ကလေးကိုတန်းတလွမ်းမပြေပါရှာမောရင်ဒီခရောင်းလမ်းမှာပြောရမှာမနေရတော်ရမှာနေခဲ့ရခြင်းမှာကြုံဆုံခဲ့တာမှန်သမျှရင်ဆိုင်ကအန်တုမှန်တင်ကအတိုင်းမျိုးဝေးရငတ်ငယ်တို့ဗမာတိုင်းတစ်ပါးရည်မြေကြမှာဖေးမသူရဲ့ဝေးချိန်မှာတန်ရောစီများစွာရဲ့သာချီနှောင်ထားတဲ့မိန်ကလေးတို့လွမ်းခဲ့ရခါကဘဝရဲ့ဤမှန်ကတွေပြည့်စေဖို့ရဲ့ကြိုးစားကြိုက်မှာဒုက္ခဆိုတာချိုးနေလားလို့လောင်ပြောင်ဟာတိုက်ကျွန်တော်မေးလိုက်ချင်တာရှစ်ပါးလောကရန်တရားကိုအပြစ်မပွားတော့မှမထားလို့တုံလုံးမူကင်းမှန်ကြီးရဲ့တလက်ထင်းရဲ့တလက်သာဒီမှန်ချက်တွေပြအောင်ဖြေလို့မွေးရမြေကိုလွမ်းများစွာနဲ့သာတန်ရောစင်တွေချီနှောင်ထားတဲ့အမိန်ကလေးကိုတန်းတလွမ်းမပြေပါ